အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ည9နာရီခွဲမှာကန်သွားတယ်အာဆီယံဩစတြာအသင်းနဲ့ United အသင်းတို့ရဲ့ပွဲမှာတော့အာဆီယံဩစတြာတွေက United အသင်းကိုတကိုးခုံးပြီးဆိုနေကြတဲ့အနေအရှိပါခဲ့တယ်တကယ်ကိုသွင်းယူခဲ့တဲ့ဂိုးကလည်းကျွန်တော်မြန်မာအသင်းကောင်းဆောင်မောင်မောင်လွင်ကသွင်းယူပေးခဲ့တာလုံးဝ surprise ကြီးဗျာလုံးဝကျွန်တော်တို့အဲ့လိုမျိုးကိုသိရင်ကောင်းပါပဲမတို့မြန်မာကစားမတယောက်ဒီဥရောပမှာအသင်းကြီးမှာကစားရင်ကောင်းပါပဲလို့မျှော်လင့်ချက်တွေကနည်းနည်းလေးတော့အယောင်တန်းလာပြီပေါ့နော်။ဘာလို့ဆိုတော့ဒီဘက်မှာ MMI ပြောခဲ့တယ်တကယ်ကိုခြေစမ်းကောင်းရင်သူ United မှာဒီလေးချင်းခိုင်းမယ်ဒီ United မှာကစားဝင်ရမယ်တော့သူဒါပြောခဲ့တာဆိုမောင်မောင်လွင်ပြဖြစ်သွားမလားဘူးလားတကယ်ကိုလုံးဝစိတ်တုပ်ချရာအခန်းနဲ့ဖြစ်တယ်တခြားအာဆီယံကစားမတွေအများကြီးရှိရတဲ့နေရာမှာအနိုင်ရရှိတဲ့အသွင်ကိုကျွန်တော်မောင်မောင်လေးကသွင်းယူပေးခဲ့တာတကယ်ကိုကျွန်တော်တို့ပျော်ရွှင်စရာဂုဏ်ယူစရာနဲ့တကယ်ဝမ်းသာစရာပါပဲဒါကြောင့်မို့လို့အာဆီယံဩစတြာလျယူနိုက်တက်ကိုတကူခုံးပြီးဆိုရရလဲနိုင်တယ်အနိုင်ကိုသွင်းသွားတာလေကျွန်တော်မြန်မာအသင်းရဲ့အသင်းကောင်းဆောင်မောင်မောင်လေးပဲဖြစ်ပါတယ် good job မောင်မောင်လေး